သွားဖို့ကြောင်းရွေးခတ်နေလားဒါဆိုရင်တော့ကျောင်းသားရဲ့အကြိုက်ဆုံးနဲ့အလောက်ကိုင်ပေါ်များဆုံးဖြစ်တဲ့ဥစကာမျိုးကြီးရဲ့အကြောင်းကိုရွေးချယ်လိုက်တော့နော်အခုခိုင်ပါမင်းမှာစီရီယောချက်ကောင်းမှုနဲ့ဥစကာလက်ကွက်စကူခေါ်စာလေးရောက်နေပြီနော်လို့လိုက်ကောင်မှဖြစ်တဲ့အတွက်အချိန်ပိုင်းလို့လည်းရှာရတယ်လေတလို့အဆောင်နဲ့ကြောင်းလည်းနည်းနည်းလေးပဲနော်ဘယ်သူတွေရှောင်းလို့ရလဲဆိုရင်တော့အသက်16နှစ်မှ25နှစ်အောင်10ရက်တုံးမို့12တန်းအောင်မြင်ထားပြီးတော့ F5 အောင်လက်မှတ်ရှိသူတို့မဟုတ်ဇွန်လနဲ့ test ဖြည့်ဆိုမဲ့လူတွေလည်းသူတင်ဆင်းပေးလို့ရရနော်ဝယ်ရပေးထားတဲ့လူတွေဆိုရင်တော့ language school ပြီးရဲ့အခါကြောက်ဆက်သက်စရာမလိုပဲအလုပ်တက်လုပ်လို့ရရနော်2029 April ထိအတွက်အခုတွေကစတင်လျှောက်ထားနိုင်ပါပြီဗီဇာလေးလက်မှတ်ကအစဂျပန်ရောက်ရင်အဆောင်နဲ့အလုပ်လျှောက်ဖွေပေးသည့်အထိခိုင်ပါမီကအစဆုံးတာဝန်ယူဆောင်ရွက်ပေးမှာပါဂျပန်အိမ်မက်ကိုအမြန်ဆုံးကောင်ထဲပေါ်ဖို့ခိုင်ပါမီကိုအမြန်ဆုံးလာရောက်ဆက်သွယ်လိုက်တော့နော်